စီးပိုက်သမုတ်တရားအလဲကကျွန်းကျွန်းပေါ်မှာသူတို့အဖွဲ့ပိတ်မိနေခဲ့ရပါတယ်ဒီကျွန်းပေါ်ကနေလွတ်မြောက်ဖို့ဆိုရင်တော့ရွက်လေတစင်တီးဆောက်ရမှာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့မိုင်ပေါင်းများစွာကျဲတဲ့သမုတ်တရားကိုဖြတ်ပြီးတခြားကျွန်းကျွန်းစီကိုထွက်ခွာရမှာပါဒီစွန်စားကန်းကိုစတင်ခဲ့တဲ့သူတွေဟာရွက်လီမစီးဘူးပါဘူးဒါပေမဲ့အရင်ဆုံးစခန်းချဖို့လိုအပ်တယ်ဆိုတာတော့သူတို့သိပါတယ်လှေမတီးဆောက်ခင်မှာဒီကျွန်းပေါ်ကအန်ဒီရီကြောင့်မတီးဆုံးရအောင်နေစရာတစ်ခုကိုစတင်တီးဆောက်ဖို့လိုပါတယ်လူငယ်တိုင်းစဉ်းစားမိတတ်တဲ့အတိုင်းတငယ်ချင်းတွေနဲ့အတူကျွန်းပေါ်ပိတ်မိနေခဲ့ရင်လွတ်မြောက်နိုင်မလားလို့သူတို့အမြဲတွေးခဲ့ပူပါတယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ဟာဇီကလာအရင်ဗီဒီယိုတစ်ခုမှာလေတစင်းကိုတဝက်တစ်ပြက်တီးဆောက်ဖူးတဲ့အတွက်အတွေ့အကြုံရှိသူတဦးဖြစ်သူ့ကိုအားကိုးရပါတယ်နောက်တနေ့မနက်မှာသူတယောက်တည်းကရွက်လေတီးဆောက်ဖို့စတင်လုတ်ကင်ခဲ့တာကိုတွေ့ရပါတယ်သူတို့ရဲ့ပုံစံငယ်လေးဟာအလွန်သေးငယ်ပါတယ် hall နှစ်ခု cross beam တွေနဲ့ရွက်တိုင်တစ်ခုပါဝင်ပါတယ်ဒီပုံစံငယ်လေးကတော့ရေပေါ်မှာပေါ်လော်ပေါ်တာကိုတွေ့ရပါတယ်ဒါပေမဲ့သူတို့လိုအပ်တဲ့လေဟာအခုမြင်ရတဲ့လေထက်အစ30ကနေ40လောက်ပိုကြီးရမှာဖြစ်ပါတယ်ဒါမှလည်းလူထောင်ပေါင်းကိုခံနိုင်ပြီးကျွင်းစီကိုပို့ဆောင်ပေးနိုင်မှာပါသူတို့ဟာလိုအပ်တဲ့ပစ္စည်းတွေကိုစတင်ရှာဖွေခဲ့ကြပါနဲ့လှေအတွက်အကောင်းဆုံးပစ္စည်းကတော့ဝါးဖြစ်ပါတယ်ဝါးတွေကပေါ်ပြီးရေပေါ်ပေါ်နိုင်လို့ဖြစ်ပါတယ်ဒါပေမဲ့ဝါးတွေအားလုံးကတစ်တောနဲ့ကြီးတဲ့မှာရှိနေပြီးဘလို့အန်ဒရယ်တွေရှိမှမသိပါဘူးတော်တယ်မဝင်ခင်မှာမွေအမျိုးမျိုးပင့်ကူအမျိုးမျိုးကိုတတိထားရမယ်လို့ဟာစီကပြောခဲ့ပါတယ်အဖွဲ့ဝင်တွေကဝါးတွေရှာရင်တေတာအချို့ကိုတွေ့ရှိခဲ့ကြပါတယ်ကြီးမားတဲ့တင်ပေါ်တွေဟာဒီနေရာကနေဖြတ်သွန်းသွားပြီးအမိုက်တွေကိုသမုတ်တရားထဲပစ်ချခဲ့ကြပါတယ်ဒီအမိုက်တွေကဒီကျွန်းပေါ်ကိုရောက်လာပြီးသူတို့ရွက်လေတိဆောက်ဖို့အတွက်အသုံးဝင်တဲ့ပစ္စည်းတွေဖြစ်လာခဲ့ပါတယ်ဒုတိယနေ့ညနေခင်းမှာတော့သူတို့အားလုံးပစ္စည်းအလုံးလောက်ရခဲ့ပြီလို့ယူဆခဲ့ပါတယ်ဒါပေမဲ့ပူပြင်းလွန်းတဲ့အပူဒဏ်ကြောင့်လှေတီဆောက်ဖို့ဘယ်သူမှမလုပ်နိုင်တော့ပါဘူးဒီနှုံးအတိုင်းဆိုရင်လှေတီဆောက်ဖို့တလလောက်ကြာနိုင်တယ်လို့ဂျေမီကပြောခဲ့ပါတယ်နောက်တစ်နေ့မနက်မှာတော့နိုလန်ရဲ့အေယာပေါ်မှာပင်ကူတကောင်နဲ့နိုလာခဲ့ပါတယ်ကျွန်းပေါ်မှာမနက်ပိုင်းနေရောင်ခြည်ကအရန်ပြင်းလက်အတွက်သူတို့အဖွဲဟာအပူဒဏ်ကိုမခံနိုင်တော့ပါဘူးဒါကြောင့်သူတို့အလုံးလုံးတဲ့နေရာကိုတဲတောင်ပင်ပေါ်ကအရေးရတဲ့နေရာကိုပြောင်းရွှေ့ခဲ့ကြပါတယ်နေရာတစ်ကိုတွန်းတဲ့လမ်းမှာချမ်းလာကတတိယမြောက်စီတလုံးကိုတွေ့ရှိခဲ့ပါတယ်ဒါဟာသူတို့လေခြေပေါ်မှာပုံမကောင်းမွန်စွာပေါ်နိုင်ခြေကိုမြင့်တင်ပေးခဲ့ပါတယ်ဒါပေမဲ့လေတီဆောက်ဖို့အတွက်သူတို့မှာစီလေလုံးလိုအပ်နေပါသေးတယ်လိုအပ်နေတဲ့စီကိုရှာဖွေရင်သူတို့အားလုံးပင်ပန်းနွမ်းနေခဲ့ကြပါတယ်စီရှာဖွေရင်အဖွဲ့သားတဦးဖြစ်တဲ့နိုလန်ဟာအပူဒဏ်ကြောင့်လဲကြမလို့ဖြစ်ခဲ့ပါတယ်ဒီချိန်မှာဒဲရီယက်စ်ဟာစီတလုံးနဲ့အတူလှေဦးကိုထိန်းတဲ့ရဒါတစ်ခုကိုပါပြန်တယ်လာခဲ့ပါတယ်ဒါဟာသူတို့အားလုံးပူးပေါင်းလှုပ်ဆောင်မှအောင်မြင်နိုင်မယ်ဆိုတာကိုသဘောပေါက်စေခဲ့ပါတယ်နောက်ဆုံးလိုအပ်တဲ့စီကိုရရှိပြီးနောက်မှာတော့သူတို့ဟာလှေတီဆောက်ဖို့အလေးနက်ထားဆောင်ရွက်ခဲ့ကြပါတယ်စီတွေအားလုံးကိုဟိုးမှချိတ်ထားပြီးရေပေါ်မှာပေါ်လောပေါ်အောင်ထိန်းထားပြီးပါတယ် cross beam တွေကိုချိနှောင်ဖို့အတွက်လည်းကျိုးတွေကိုမှန်ကန်စွာချိနှောင်ရပါတယ်လှေတီဆောက်နေရင်နဲ့လှေကရေပေါ်တကယ်ပေါ်လောပေါ်နိုင်မလားဆိုတာစမ်းသပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်သူတို့အားလုံးဒီကျွန်းပေါ်မှာကုံဆုံးခဲ့တဲ့အချိန်တွေအားလုံးဟာဒီအချိန်ကိုဥတည်နေခဲ့တာဖြစ်ပါတယ်နောက်ဆုံးမှာတော့လှေကရေပေါ်မှာတကယ်ပဲပေါ်လောပေါ်ခဲ့ပါတယ်ဒီချိန်ကတော့သူတို့ဒီဗီဒီယိုတစ်ခုလုံးမှာအရာအလုံးထစ်နိုင်တယ်လို့ခန်းစားရတဲ့ပထမဆုံးအချိန်ဖြစ်ပါတယ်ဒီလေမှာကြမ်းပြင်းရွက်လေဦးထိန်ရတ်တာနဲ့လှော်ချက်တွေပြည့်စုံပါရင်ပုံမကောင်းပုံမှာပါနောက်တစ်နေ့မှာဆိုရင်သူတို့ရွက်လေအပြည့်စုံရရှိနိုင်ဖို့ရည်မှန်းခဲ့ပါတယ်သူတို့မှာရေအခြေအနေဆိုးရွားလာပြီးနိုလန်လည်းအပူဓာတ်နဲ့ပိုးကောင်ကြိုက်တာတွေကြောင့်အခြေအနေမကောင်းဖြစ်နေပါတယ်ပလတ်စတစ်ရေပျော်ပြီးလှော်ဓာတ်လုပ်ဖို့စ조사ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးနောက်ဆုံးတော့ဝါးတွေကိုအုံပြုပြီးလှော်ဓာတ်တွေကိုတိဆောက်ခဲ့ကြပါတယ်လေတီဆောက်ရေးရဲ့နောက်ဆုံးအဆင့်ဟာမအောင်မြင်ရင်အားလုံးပျက်စီးမှာဖြစ်ပါတယ်ဒီညနေမှာအရာအားလုံးပြီးမြောက်အောင်တွန်းအားပေးလှုပ်ဆောင်ခဲ့ကြပါတယ်ရွက်ကိုရွက်တိုင်နေနဲ့ချီနှောင်ပြီးရွက်လှုပ်ရှားနိုင်ဖို့အပေါက်ဖောက်ခဲ့ကြပါတယ်သူတို့ဒီကျွန်းကနေထွက်ခွာနိုင်ကိုတပတ်လုံးလုံးစ조사ခဲ့ကြရပါတယ်အခုတော့ဒီလက်ဖြည့်ရွက်လေနဲ့အစိုးမရှိအန်ဒီရည်ရှိတဲ့သမုတ်တရားကိုဖြတ်ပြီးခီးထွက်ရတော့မှာပါဒီနေ့မှာတော့သူတို့ရဲ့ဘဝတွေဟာတဘာဝရဲ့လက်ထဲမှာပဲရှိနေပါလိခရီးစတင်တဲ့အချိန်မှာရေစည်းချောင်းကသူတို့ကိုဆွဲထုတ်နေခဲ့ပါတယ်အဖွဲ့သားတွေဟာမကြုံစဘူးလှော်ခတ်ခဲ့ကြရပါတယ်ရေစည်းချောင်းကသူတို့ကိုအပြင်ဘက်ကိုဆွဲထုတ်နေပေမဲ့ဒါဟာကျွန်းစီကိုပုံမနီးဆက်စေခဲ့ပါတယ်မိနစ်20လောက်ကြာပြီးနောက်မှာအဖွဲ့ဝင်တွေအားလုံးပင်ပန်းနွမ်းနယ်နေခဲ့ကြပါတယ်
ဂျင်မီကရေမူးတာတွေဖြစ်နေပြီးချန်ဒလာကတော့အားနည်းနေပါတယ်ဟိစ်ဟာလှော်ခတ်တဲ့ပုံစံကိုပြောင်းလဲပြီးလူ၃ယောက်ကိုအလှည့်ကျလှော်ခတ်စီခဲ့ပါတယ် နိုလန်ရဲ့လော်တက်ကကျိုးသွားပြီးလှေရဲ့အစိတ်ပိုင်းအချို့လည်းရေထဲကျသွားခဲ့ပါတယ်။သူတို့လမ်းကြောင်းကလည်းကောက်ကွေးနေခဲ့ပါတယ်။ဟာစိတ်ရဲ့ညွန်ကြားမှုအောက်မှာသူတို့လေကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်ပြန်ရောက်အောင်ကြိုးစားခဲ့ကြပါတယ် လှေကတနာရီကိုတမိုင်နှုံးနဲ့ရွေ့လျားနေခဲ့ပြီးကျွန်းစီရောက်ဖို့9မိုင်ကျော်ဝေးနေပါသေးတယ်လှိုင်းနေကျန်းလာပြီးသူတို့ဟာချန်နယ်လေးကိုရောက်ရှိခဲ့ကြပါတယ်ဒီချန်နယ်တွေကရေစီးကြောင်းကသူတို့ကိုပစိဖိတ်သမုဒ္ဒရာထဲကိုဆွဲခေါ်သွားဖို့ကြိုးစားနေပါတယ် ။နာယီပေါင်းများစွာကြာအောင်လှော်ခတ်နေခဲ့ပြီးမြဲရေစီးကြောင်းကသူတို့ကိုဘေညာဆွဲပချလဲပြီးအရှိကိုမရောက်အောင်တားဆီးနေခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှသူတို့ဟာရှေ့ကိုမတိုးနိုင်မှုဆိုတာကိုသဘောပေါက်လာခဲ့ကြပါတယ်။ဂျင်မီကအန်နော့မလိုဖစ်ပြီးချန်လာကတော့အိပ်ပျော်နေခဲ့ပါတယ် ဟျော်လင်းချက်တွေကုံဆုံးပြီးမီးရှူးမီးပန်းတွေပြစ်ဖောက်ဖို့စဉ်းစားနေချိန်မှာတဘာဝအခြေအနေကသူတို့ကိုကူညီပေးခဲ့ပါတယ်ရေစီးကြောင်းကကျွန်းဘက်ကိုပြန်လဲလှည့်ပြီးသူတို့ကိုဆွဲခေါ်နေခဲ့ပါတယ်ကျွန်းကနှစ်ကျုပ်9မိုင်ပဲဝေးတော့တာကိုတွေ့ခဲ့ရပါတယ် သူတို့အားလုံးနောက်တစ်ကြိမ်နောက်ဆုံးအားကုန်ထုတ်ပြီးစူးစမ်းခဲ့ကြပါတယ်။၈နာရီကျော်ကြာလှော်ခတ်ခဲ့ပြီးနောက်သူတို့အားလုံးနေလောင်ရေဓာတ်ခန်းချောက်စာလောင်ခဲ့ကြပေမဲ့လက်လျှော့ဖို့ညှင်းဆန်ခဲ့ကြပါတယ်။ကျွန်းကဝေးကွာနေခဲ့ပေမဲ့မိုင်တစ်ကျွန်းခွန်လောက်သာကျန်တော့တဲ့အချိန်မှာတော့အောင်မြင်မှုနဲ့နှီးဆန်နေပါပြီ ။ကျိုးစီရောက်ဖို့10မိနစ်လောက်ပဲလိုတော့ချိန်မှာရေစီးကြောင်းကနောက်တစ်ချိန်ပြောင်းလဲသွားခဲ့ပါတယ်။လှိုင်းတွေကပိုချမ်းလာပြီးသူတို့ကိုဆွဲထုတ်နေခဲ့ပါတယ်။လီပြင်းတွေကလည်းသူတို့ကိုတောင်ဘက်ကိုတွင်းပို့နေခဲ့ပြီးရွက်ကိုဖြုတ်သိမ်းမဖြုတ်သိမ်းအငင်းပွားခဲ့ကြပါတယ် လှေပေါ်မှာ17နာရီကြာတိုက်ပွဲဝင်ခဲ့ကြပြီးနောက်ကျွန်းနဲ့ပေါ်9မိုင်ပဲဝေးတော့ချိန်မှာရေစီးကြောင်းကသူတို့ကိုဆွဲထုတ်ပြီးကျွန်းနဲ့ဝေးကွာသွားစေခဲ့ပါတယ်သူတို့အားလုံးအတော်လေးနီးစပ်ခဲ့ပေမဲ့နောက်ဆုံး9ပုံတစ်ပုံမှာရေစီးကြောင်းပြောင်းလဲသွားတဲ့အတွက်ဆုံးရှုံးခဲ့ရတာပါ